တင်ဟာမသိစိတ်နဲ့ပဲဖြစ်ဖြစ်တိလျက်နဲ့ပဲဖြစ်ဖြစ်နေ့စဉ်ဘဝမှာတခြားသူတစ်ယောက်ရဲ့သက်တမ်းကိုတိုးစေမဲ့အပြုအမူတွေကိုလုပ်မိနေပါသလားငါကတော့ရှင်လေးတစ်ကောင်ရှင်ကောင်းလေးတစ်ကောင်ရဲ့သက်တာဒါကအကုသိုလ်အကြီးကြီးဖြစ်နိုင်ပါဘူးလို့တွေးနေမိရင်တော့သင်အကြီးအကျယ်မှားသွားပါလိမ့်မယ်တင်းငယ်တဲ့အကုသိုလ်ကနေကိုယ့်ရဲ့ကံကြမ္မာတစ်ခုလုံးကိုဘလို့ဖြည့်ဆည်းပြနိုင်တယ်လေပါဏာတိပါဒကံရဲ့ကြောက်စရာကောင်းတဲ့နောက်ဆက်တွဲရလက်တွေကဘာတွေလဲဆိုတာဒီနေ့ကျွန်တော်ပြည်သက်တွေအားလုံးကိုဓမ္မဘိဆွေသူတော်စင်ပြည်သက်ပေါင်းတွေကိုပြောပြပြီးတော့မှာဖြစ်ပါတယ်ဓမ္မဘိဆွေသူတော်စင်ပြည်သက်ပေါင်းတို့ခင်ဗျာဘုရားဘာသာဝင်တိုင်းနေ့စဉ်စောင့်တည်နေကြတဲ့၅ပါးသီလထဲမှာပထမဆုံးသီလကတော့ပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိလို့ဆိုတဲ့သူတစ်ပါးရဲ့အသက်ကိုတက်ဖြတ်ခြင်းမှာရှောင်ကျဉ်ပါ၏လို့ဖြစ်ပါတယ်။ဒါပေမဲ့လူအများစုကပါဏာတိပါဒကံမြောက်တယ်ဆိုတဲ့နေရာမှာဘလို့အချက်လက်တွေပြည့်စုံမှကံမြောက်တယ်လဲဆိုတာကိုတော့တည်တည်ချာချာမသိရှိကြပါဘူးဒီအတွက်ကြောင့်မြတ်စွာဘုရားရှင်ကပါဏာတိပါဒအာကုသိုလ်ကံအထာမြောက်ဖို့အတွက်အင်္ဂါရဲ့၅ပါးနဲ့ပြည့်စုံရမယ်လို့ဟောကြားတော်မူခဲ့ပါတယ်နံပါတ်1တရှိတတဝါဖြစ်ခြင်းနံပါတ်2တရှိတတဝါဖြစ်မှန်းလေသိခြင်းနံပါတ်3တတ်လို့တဲ့စိတ်စေတနာရှိခြင်းနံပါတ်4တတ်ဖို့ရန်အတွက်ရိုးစားအားထုတ်ခြင်းသို့မဟုတ်သူတစ်ပါးကိုခိုင်းစေခြင်းနောက်တဲ့နံပါတ်5ချက်ထိုရိုးစားအားထုတ်မှုကြောင့်တရှိတတဝါတည်ဆုံးသွားခြင်းဒီလိုမျိုးအချက်5ချက်လုံးနဲ့ကိုက်ညီမှသာပါဏာတိပါဒကံရောက်တာဖြစ်ပါတယ်ဥပမာကိုကတရှိတတဝါရှိမှန်းမသိပဲလမ်းလျှောက်ရင်ခြေထောက်နဲ့တက်နေမိသွားလို့ဖြစ်စေပြည့်စိတ်လေးတစ်ကောင်တည်ဆုံးသွားခဲ့တယ်ဆိုရင်ဟိုမှာသူ့ကိုတည်စေလိုတဲ့တက်လိုတဲ့စိတ်စေနာမပါတဲ့အတွက်ပါဏာတိပါဒကံမထိုက်ပါဘူးဒါပေမဲ့ဉာဏ်ရမ်းနဲ့သိရတဲ့ဖြစ်ဖြစ်စိတ်ဆိုးလို့ဖြစ်ဖြစ်မုန်းလို့ပဲဖြစ်ဖြစ်တတ်ချင်တဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ်တလိုက်ပြီးခဲ့ပြီဆိုရင်တော့ကံရောက်ပါတယ်အပြည့်အရွယ်အစားခြေမဖို့ပါဏာတိပါဒကံဟာတက်ရတဲ့တရှိတတဝါရဲ့အရွယ်အစားဂုဏ်ကျေးဇူးနဲ့တက်တဲ့လူရဲ့စေတနာပေါ်မှာမူတည်ပြီးတော့အပြည့်တန်ကလည်းအကြီးအသေးပွားခြားပါတယ်တတဝါချင်းတူခဲ့ပြီဆိုရင်တော့မှသီလသမာဓိပညာဂုဏ်ကျေးဇူးကြီးမားတဲ့လူတွေပေါ်ကိုတက်ရင်ပို့ပြီးတော့အပြည့်ကြီးပါတယ်တိရစ္ဆာန်ကိုတက်ရင်အပြည့်တော့နေပါတယ်ဒါပေမဲ့တိရစ္ဆာန်ချင်းတူရင်တော့မှစေမြင့်ကဲ့သို့ခန္ဓာကိုယ်ကြီးမားတဲ့တတဝါတွေကိုတက်ရင်အပြည့်ကိုကြည့်ပြီးချင်းပြည့်စိတ်ကဲ့သို့သိငယ်တဲ့တတဝါတွေကိုတက်ရင်အပြည့်ကိုနေနိုင်ပါတယ်စေတနာချင်းတူခဲ့ရင်တော့ပြင်းထန်တဲ့ကိုယ့်ရဲ့ဒေါသလောဘနဲ့ရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တယ်ဆိုရင်တော့အပြစ်ကပိုပြီးတော့ကြီးမားလာပါတယ်ဒီအတွက်ကြောင့်ဘုရားဟောတာရကလေးတွေကိုပြောပြချင်ပါတယ်ပထမဆုံးတာရကလေးကတော့မြတ်စွာဘုရားရှင်လက်ထက်တော်ကဇေတဝန်ကျောင်းတော်အနီးမှာကာလအမည်ရှိတဲ့သာသတမတော်ရှိပါတယ်သူဟာတသက်လုံးနွားတွေကိုတက်ပြီးအသားရောင်းတဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းခဲ့တာဖြစ်ပါတယ်
သူသေကံဒီအချိန်ရောက်လာတဲ့အခါသူတက်ခဲ့တဲ့နွားတွေရဲ့အော်သံတွေနွားတွေခံစားခဲ့ရတဲ့ဝေဒနာတွေဟာသူ့ရဲ့စိတ်မှာပြန်ပေါ်လာပြီးမေကဲပါအောင်နွားတွေလာဝိုင်းလို့နေပြီဆိုပြီးနွားတစ်ကောင်တို့လေးဘက်ထောက်ပေါ်ခဲ့ပြီးနေရဲချသွားခဲ့ရပါတယ်ဒါပါဏာတိပါဒကံရဲ့ဉာဏ်မောဘဝမှာခံစားရတဲ့ကံမာနမိတ်ကြောင်းလဲမှုတွေပဲဖြစ်ပါတယ်ဒုတိယပါဒကအနေနဲ့ကတော့သက္ကုပါဒမထေရမြတ်ကြီးရဲ့ယဟန္တာဖြစ်တော်မူပြီးတဲ့နောက်ဈေးကြံကြွားရင်မမြင်ရတဲ့အတွက်သူဟာမြေပြင်ကပိုးပေါင်လေးတွေကိုတက်နေမိပြီးတေဆုံးစေခဲ့ပါတယ်ဒါကိုမြင်တဲ့ယဟန်တွေကအပြစ်တင်ကြတဲ့အခါမြတ်စွာဘုရားရှင်ကသက္ကုပါဒမထေရမြတ်ကြီးမှာတတ်လူစိတ်မရှိလို့အပြစ်မရှိကြောင်းမိန့်ကြားရင်မထေရမြတ်ကြီးဘာကြောင့်မျက်စိကွယ်ခဲ့ရတာလဲဆိုတဲ့အတိတ်ကပါဏာတိပါဒဝိကျွေးကိုဟောပြတော်မူခဲ့ပါတယ်အတိတ်ဘဝတစ်ခုမှာမထေရလောင်းဟာမျက်စိကုဆရာဝန်တကူဖြစ်ခဲ့ပူပါတယ်အမြင်အာရုံပြန်ရလာတဲ့အခါစင်ရသားလူနာမျိုးသမီးတို့ကဂတိဖြတ်ပြီးအခါကျေးငွေမပေးခြင်းလို့မျက်စိမကောင်းသေးဘူးလို့တင်ညာခဲ့ပါတယ်ဒါကိုဆရာဝန်ကဒေါသထွက်ပြီးမျက်စိကွယ်စီမဲ့ဆေးခတ်ပေးလိုက်ပါတယ်ထို့နောက်ထိုမျိုးသမီးမျက်စိအမှန်တကယ်ကွယ်သွားခဲ့ရပါတယ်ထိုသူတစ်ပါးမျက်စိကွယ်အောင်ညှင်းဆဲခဲ့တဲ့ပါဏာတိပါဒကံအရှိန်ကြောင့်မျက်စိသက္ကုပါဒမထေရမြတ်ကြီးဟာဘဝပေါင်းများစွာမျက်စိကွယ်ခဲ့ရပြီးအခုနောက်ဆုံးဘဝဖြစ်တဲ့ယဟန္တာဘဝမှာတော့မျက်စိကွယ်ခြင်းဝေဒနာကိုခံစားခဲ့ရတာဖြစ်ပါတယ်ဒါဆိုဘယ်လိုမျိုးရှောင်ရှားရမလဲဘာတွေလုပ်တင်တယ်လဲဆိုတာကိုဆက်လက်ပြီးတော့လမ်းညွှန်ပေးပါမယ်နံပါတ်1စိတ်ကိုအရင်ဆုံးထိမ့်သိမ်းမှပြင်ဆင်မှကိုယ့်ရဲ့သူတစ်ပါးကိုတတ်ခြင်းဖြတ်ခြင်းနဲ့ဒေါသစိတ်ညှို့ညင်စိတ်တွေပေါ်လာတိုင်းမေတ္တာကမ္မထံကိုစီဖြန်းမှငါကဲ့သို့ပင်အခြားတတ္တဝါများတည်ရဲ့အသက်ကိုရှင်သန်လို့ကြတယ်တရားမှာကြောက်ကြပါလေလို့ကိုယ်ချင်းစာစိတ်ဖြစ်တဲ့အတုပမာဒဉာဏ်ကိုဝေးပါနံပါတ်2သီလစောင့်တည်ပါနေ့စဉ်မနက်အိယာထားတိုင်းပါဏာတိပါဒကံမှာရှောင်ကျဉ်ပါမယ်ဟု၅ပါးသီလကိုခံယူစောင့်တည်ပါအိမ်မှာချိန်ရင်ပင်လက်စိတ်ဘုဟတ်တွေရှိလာခဲ့ရင်လည်းဓာတုဆေးတွေဖြန်းပြီးတတ်မဲ့အစားမကန်နီးနိုင်အောင်မနေနိုင်အောင်တန်ရှင်းရေးလုပ်ခြင်းနောက်ထပ်အသက်မသေးဆုံးစေမဲ့အဘာဝနှိထုတ်ဆေးတွေကိုသုံးခြင်းဖြင့်ရှောင်ကျဉ်ပါနံပါတ်3ဇီဝိတဒါနအလူတန်းများပြုလုပ်ပါရှောင်ကျဉ်ရုံနဲ့မကပဲတက်ကြွတဲ့ကုသိုလ်အနေနဲ့တက်ဖြတ်ခြင်းခံရတော့မဲ့နွားချက်ဝက်ငှက်စားရှိတဲ့တတ္တဝါတွေကိုငွေချေးတက်နိုင်သမျှပေးဝယ်ပြီးဘေးမဲ့လွတ်ခြင်းဖြစ်တဲ့ဇီဝိတဒါနအလူကိုတက်နိုင်မလို့ပြုလုပ်ပေးပါဒါဆိုရင်ရှောင်ရှားခြင်းကြောင့်ရရှိလာတဲ့ကောင်းကျိုးတွေနဲ့ဒီကုန်းကြုံလေးကိုအဆုံးသတ်ပြီးတော့အားလုံးကိုပြောပြချင်ပါတယ်ပါဏာတိပါဒကံကိုမလုပ်ပဲရှောင်ကျဉ်တဲ့သူတွေဓမ္မရေးပေါ်မှာတနာကျင်နာတတ်တဲ့လူတွေဟာလောကမှာအလွန်ထူးမြတ်လာတဲ့ကောင်းကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟောကြားတော်မူချက်အရပါဏာတိပါဒကံရှောင်ကျဉ်သူဟာကောင်းကျိုး23မျိုးကိုရရှိနိုင်ပါတယ်အသက်ရှိခြင်းယောဂဗျာကိဝေပြီးအသက်ရာကျော်ရှိနိုင်ခြင်းကျန်းမာရေးကောင်းမွန်ခြင်းအနာရောဂါနေပါခြင်းဘေးအန္တရာယ်ကင်းခြင်းရန်မျိုး၅ပါးလက်နက်ပေး
မတော်တဆဘေးတို့မှာကင်းဝေးခြင်းရုပ်စင်းအင်္ဂါလှပခြင်းရှိရှုသူတိုင်းချစ်ခင်မြတ်လို့ွယ်ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းပြည့်စုံခြင်းပိဋကတ်လည်းမှာတင်းမြင့်တဲ့နေထိုင်နိုင်ခြင်းဤသည့်နေရာပဲသွားလူရှိလူကပေါ်များလာခြင်းစတဲ့အကျိုးကျေးဇူးတွေများစွာကိုရရှိနိုင်ပါတယ်။ဒါကြောင့်ဒီကုန်းချုပ်တွေနဲ့တန်ဆံပိုင်းဖြစ်တဲ့ကိုယ့်ရဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့တရားဝါတိုင်းဟာမိမိတို့အသက်ကိုအလွန်ချစ်မြတ်လို့ကြပါတယ်။ဒါကြောင့်မိမိအသက်ရှည်လို့လည်းသူတစ်ပါးရဲ့အသက်ကိုမတတ်ပါနဲ့။မိမိကျမ်းမာလို့လည်းသူတစ်ပါးကိုမငြင်းဆဲပါနဲ့။ဒီနေ့မှစပြီးဓမ္မမိတ်ဆွေသူတော်စင်ပြည်သက်ပေါင်းလို့နဲ့ဘာနာတိပါဒအမှုသူကံမှာဘုန်းကြီးကိုရှောင်ကျဉ်နိုင်ပြီးတရားအားလုံးအပေါ်မှာမေတ္တာပွားများနိုင်ကြပြီးဘေးရန်ကင်းကွာအသက်ရှိကျမ်းမာကြပါစေလို့ဆုတောင်းမေတ္တာပို့တာရေးဒီကုန်းချုပ်လိုက်ပါတယ်။အဲတော့ဗီဒီယိုလေးကြိုက်နေတဲ့တဲ့ဆိုရင် subscribe လေးလုပ်ပေးဖို့အတွက်လည်းဓမ္မမိတ်ဆွေသူတော်စင်ပြည်သက်ပေါင်းလို့ကိုမေတ္တာရက်ခံပါတယ်အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံကြပါစေ။